ဓမ္မမိတ်ဆွေပေါင်းတော်ကောင်တို့ဒီကနေ့က9ရက်6လ2026ခုနှစ်ဖြစ်ပါတယ်အခုဓမ္မမိတ်ဆွေပေါင်းတော်ကောင်တို့ဖူးတွေ့နေရတဲ့တရားကျေးစင်းတူတော်ကတော့ကျွန်တော်တို့မိသားစုဖူးမြော်ကြည်ညိုဖို့အတွက်ကျွန်တော်တို့အိမ်ကိုကြွရောက်လာခဲ့တဲ့ဖះကျေးစင်းတူတော်ပဲဖြစ်ပါတယ်ကျွန်တော်ဒုံလာဘမဲပေါက်ထားတဲ့ဖះကျေးစင်းတူတော်ဖြစ်ပါတယ်ကျွန်တော်ကဒီဒုံလာဘမဲပေါက်ထားတဲ့ဖះကျေးစင်းတူတော်ရှိမှာကျွန်တော်ဘောမှာပထမအဆုံးသစ္စာဆိုခဲ့ပူပါတယ်အဲ့ဒီသစ္စာဆိုတဲ့ဗီဒီယိုဖိုင်ကိုပြန်လည်လေ့လာကြည့်ကြပါဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့ဒုနာမတာဝန်တို့ညီကိုတရားဆွဆွဲသူတို့ကျွန်တော်မဟုတ်ပါဘူးဆိုတာကိုမြတ်စွာဘုရားရှေ့မှာသစ္စာဆိုပြပါဖြစ်ပါတယ်နမောတတဗုဒ္ဓဝါဒောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါဒောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါဒောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုံလောကထွတ်တာတပိမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားတပိထားပြီးဖျားပြီးတော့သစ္စာဆိုပါတယ်ဗျာဖျားပြီးတော့ဒီသုံးလာမတာဝန်တို့ညီကိုနှစ်ယောက်ပညာကောင်းကျိုးရုံမှမှုများကိုသိရှိလိုက်ရပြီးအတွက်ဥပ္ပကစစ်စစ်ပြီးတော့မြူဖျားပြီးတော့ရိုးသားစွာပြောကြားခဲ့ပါတယ်ဗျာသုံးလာမတာဝန်တို့ညီကိုနှစ်ယောက်တေကရိုဖျားပြီးတော့ထွက်ပြေးတဲ့စိတ်ဆန္ဒဖြင့်ရောဆိုကအရင်မရှိပါဗျာဒီမှန်သောသစ္စာစကားကြောင့်ဖျားပြီးတော့ဒီသုံးလာမတာဝန်တို့ညီကိုနှစ်ယောက်ဤပညာကောင်းကျိုးရုံမှမှုများကိုဖော်ထုတ်နိုင်ရပါလို့ရှင်ဗျာဖျားပြီးတော့ဒီသစ္စာစကားကိုမမမကန်ပြောဆိုခဲ့ပါကမဟာဝိသီမြင်၌ကြားရပါစေသာအကယ်၍ဖျားပြီးတော့သစ္စာစကားမှန်ကန်မှာကသုံးနာမတန်ဝင်းတို့အုပ်စုမဟာဝိသီမြင်၌ကြားရပါစေလို့ဖျားပြီးတော့သစ္စာဆိုပါတယ်ခင်ဗျာကျွန်တော်အမှန်ရကိုသစ္စာဆိုခဲ့ပါတယ်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ဒီကနေ့21ရက်3လ2026ခုနှစ်ညနေမှာသုံးနာမတန်ဝင်းက post နှစ်ပုဒ်တင်လာပါတယ်သုံးနာမတန်ဝင်းဆွဆွဲသလိုမျိုးကျွန်တော်ဒီဖျားမြေသုံးကလည်းရွှေလေး55ကျတာကိစ္စမှာကျိုးတင်သိရှိထားပါလေအထင်ချန်ပြီးတော့သူ့ကိုလိန်ညာသည်ဆွဆွချင်းအလင်းမရှိခဲ့ပါအီမန်ကန်သောသစ္စာစကားကြောင့်တုံနာမတန်ဝင်တဲ့မိကန်နေတို့လိန်ထားသမျှအကုန်ပေါ်ပါစေသာအကယ်၍ကျွန်ုပ်ကလိန်ညာပြီးသစ္စာဆိုခဲ့မိပါကမဟာဝိဇိငယ်မှာကဘာပေါင်းများစွာခံရပါစေလို့သစ္စာဆိုပါတယ်မယာကိုသစ္စာဆိုခဲ့တဲ့အတိုင်းတုံနာမတန်ဝင်တို့အုပ်စုလေလေကောက်ကျရုံမှမှုတွေကိုလည်းကျွန်တော်ထုတ်နိုင်ခဲ့ပါတယ်ကျွန်တော်ဖော်ထုတ်ပြီးတော့တပ်တင်တို့ကပူးတဲ့တင်ပြလာခဲ့တာအပိုင်း144ထိရောက်ရှိနေပါပြီကျွန်တော်အဲ့ဒါဖော်ထုတ်တဲ့အတွက်တုံနာမတန်ဝင်တို့ညီကိုနှစ်ယောက်ဟာဒီကောင်ကိုစားတဲ့ပတ်တယ်လို့မျိုးမြတ်စွာဘုရားရှိမှာဘယ်လိုမျိုးဖြစ်ပျက်နေတယ်လဲဆိုတာဒီကနေ့တင်ထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးလေ့လာကြည့်ကြပါဒီကနေ့ဒီမောဂဝဒနာယောဂီဆိုတဲ့ဒါဥဒ္ဒရာဆိုတို့မောဂဝဒနာသမားတွေဟာမောဂဝိနည်းဥပဒေကိုချိုးဖောက်ပြီးတော့၅ပါးသီလကို2005ခုနှစ်ကစပြီးတော့ဒီကနေ့2026ခုနှစ်22နှစ်လုံးလုံး၅ပါးသီလပြည့်စည်နေကြတယ်ဒါသူရောမာတွေဖြစ်ပါတယ်ဒါနံပါတ်1အမျိုးသားကမောဂဓမ္မဂရိကတွေဟာမိမိတို့ကိုယ်တိုင်ကလည်းမောဂဝိနည်းဥပဒေနဲ့အညီဟောပြောရမယ်လို့ဆိုတဲ့ဒါဂရိကိုဖောက်ပြပြီးတော့မောဂအာဓမ္မတွေဟောပြောနေကြတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်လည်းမူသာဝါဒသံကိုကျူးလွန်တဲ့သူတော်ဘာကိုလည်းကျူးလွန်ခိုင်းတဲ့သူရောမာတဲ့ရုံမာတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဗျာဒီအကြောင်းအရာတွေကိုမြတ်စွာဘုရားသိတော်မူပါဗျာမြတ်စွာဘုရားကြားပြီးတော့ကြောက်ထားအပ်ပါတယ်ဗျာမြတ်စွာဘုရားမောဂုတ်ယောဂီဥဒ္ဒရာဆိုကနေမှဒီသူဟာမောဂုတ်ဝေဒနာတရားတွေကိုနာကြားနေတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ဒါဒီသူ့ရဲ့တစ်တော့အပေါက်ကနေမှလွတ်နေပါတယ်မောဂုတ်ဝေဒနာတရားတွေကိုကျင့်နေပါတယ်လို့ဟောနေပါတယ်ဒီဒါသူဟာအဲ့ဒါဆိုလို့ရှိရင်အဘိဓမ္မာကိုလည်းသူမသိခဲ့ဘူးပါဘူးအဘိဓမ္မာမသိဘဲနဲ့မောဂုတ်တရားတွေဝေဒနာတွေကိုအားထုတ်နေတယ်မောဂုတ်ဝေဒနာဆိုတာကဒီနိုင်ငံတော်တန်ခါနာရင်နိုင်ငံတော်ကနေမှချမှတ်ထားတဲ့မောဂုတ်နေပြတောက်ကြီးဖြစ်ပါတယ်အာရမတရားတွေကိုဒီတရားဝင်ကျင့်နေပါတယ်မောဂုတ်ယောဂီဥဒ္ဒရာဆိုကျင့်နေတဲ့အတွက်ဒါသာသနာဖျက်ဆီးနေတာဖြစ်ပါတယ်တရားဝင်သာသနာဖျက်ဆီးနေတဲ့အတွက်မောဂုတ်ယောဂီဥဒ္ဒရာဆိုရန်ကုန်လူမိုက်ကြီးဥဒ္ဒရာဆိုတာဒီသာသနာမဖျက်ဖို့ရာအတွက်စိုးမပေးသနာတော်မူပါဗျာပြီးတော့ယုတ်သေးစွာလျှောက်ထားပါတယ်အားလုံးမြင်ကြတွေ့ကြတဲ့အတိုင်းပါပဲမပြတ်မအပ်တဲ့ပုံကိုယ်တွေကိုပြစ်မှားပြီးတော့လိန်လည်ထားတဲ့ညီကိုနှစ်ယောက်ဟာသူတို့ကိုသူတို့လိန်လည်ထားမှန်းတော့သူတို့မသိပါဘူးသူတို့ရဲ့လိန်လည်မှုတွေကိုကျွန်တော်ဖော်ထုတ်ခဲ့ပါတယ်ကျွန်တော်ဖော်ထုတ်ခဲ့တော့လဲသူတို့ရဲ့လိန်လည်မှုတွေကိုဝန်ခံရတဲ့တတိမရှိတဲ့ဖြင့်ထပ်မှန်ပြီးတော့လိန်လည်ကြတဲ့ညီကိုနှစ်ယောက်ပါဒါကြောင့်ဒီညီကိုနှစ်ယောက်ကမြတ်စွာဘုရားရှိမှာဒီကောင်ကိုစားတဲ့ပတ်တယ်လို့မျိုးထွန်းထွန်းလူနေတာကိုအားလုံးတွေ့ရှိခဲ့မှာဖြစ်ပါတယ်ဒုံနာမတန်ဝင်းကမီယိုဖလာဗုဒ္ဓဘာသာလို့ပြောထားပါတယ်မီယိုဖလာဗုဒ္ဓဘာသာဆိုတာဖိုးပွားမိဘတွေကကိုးကွယ်လို့လိုက်ကိုးကွယ်တဲ့ဗုဒ္ဓဘာသာပါကျွန်တော်ကတော့မီယိုဖလာဗုဒ္ဓဘာသာမဟုတ်ပါဘူးကိုယ်ပိုင်ဗုဒ္ဓဘာသာပါကိုယ်ပိုင်ယုံကြည်လို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာပါကိုယ်ပိုင်ဗုဒ္ဓဘာသာနဲ့မီယိုဖလာဗုဒ္ဓဘာသာပွဲပြပါတယ်ဆိုတဲ့အကြောင်းအားလုံးကိုသိစေချင်ပါတယ်
ဒီနေ့ကျွန်တော်အဲ့တဲ့တယောက်နဲ့ချိန်ထားတဲ့အတွက်မနေ့ကကြားလို့ရှိရင်ဘုံတော်မ3အုပ်စုရဲ့လိမ့်လေကောက်ချေရုံမှမှုတွေကိုကျွန်တော်တက်တင်တဲ့ကွာဖော်ထုတ်ပြသပေးပါမယ်လို့ပြောချင်တဲ့ကျွန်တော်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ